အားလုံးပဲမင်္ဂလာပါရှင် Tarot by Helen Beach လေးကနေပြီးတော့ကြိုဆိုပါရစေ April လအတွက် January လေးပါ January လေးဖြစ်တဲ့အတွက်ကိုနဲ့ energy ကိုက်ညီတာကိုပဲယူပါလို့ပြောပြရစေအဲတော့ April လအတွက်ကိုကျွန်မကတ်ထုတ်အသစ်ကလေးတွေဝယ်ထားတာလေးတွေနဲ့ဖတ်ပေးမယ်နော်ဒါက group 1သမားလေးတွေအတွက်က Crystal Tarot deck နဲ့ကြည့်ပေးမယ် group 2သမားလေးတွေအတွက်က Tarot of the Divine နဲ့ကြည့်ပေးမယ် group 3သမားလေးတွေအတွက်က The Good Tarot နဲ့ကြည့်ပေးမယ် The Good Tarot ကနဲ့ကြည့်ပေးမယ်နော်အဲ့တော့1 2 3ပေါ့နော်ကိုနဲ့ energy ကိုက်ညီတာတွေကိုရွေးစေချင်ပါတယ်ကတ်ထုတ်လှတာအောင်မရွေးနဲ့เนาะပုံလှတာအောင်မရွေးပဲနေပြီးတော့အာယုံလေးတစ်ချက်စိုက်ပြီးတော့ကိုနဲ့ energy ကိုက်ညီတာလေးကိုရွေးချယ်စင်ပါတယ်เนาะအဲ့တော့အချိန်လိုတဲ့သူတွေကဒီဗီဒီယိုလေးကို pause လုပ်ထားပြီးတော့ရွေးပါရွေးပြီးကြပြီဆိုထင်ပါတယ်မရွေးရသေးတဲ့သူတွေကလည်းအချိန်ယူမျိုးလုံးလေးကိုမှိတ်ပြီးတော့ကိုနဲ့ energy ကိုက်ညီတဲ့ထုတ်ကလေးကိုရွေးစေချင်ပါတယ်เนาะအဲ့တော့ကျွန်မgroup 1 group 2 group 3ပေါ့နော်အဲ့တော့ကျွန်မဒီ group 3လေးလည်းခဏဖယ်ထားမယ် group 2လေးလည်းဖယ်ထားမယ် group 1သမားတွေဒီကတ်ထုတ်ရွေးထားတဲ့သူတွေ group 1သမားလေးတွေ Crystal Tarot deck ရွေးထားတဲ့သူတွေကနေပြီးတော့စပြီးတော့ပြောမယ်နော်ထုံးစံအတိုင်းပဲကတ်စကတ်နဲ့နေပြီးတော့ပြောမှာပေါ့နော်အဲ့တော့ပထမဦးဆုံးက current situation က 8 of cups obstacle က 2 of swords past events က the tower past foundation က 5 of cups goals and destiny က the star future က wheel of fortune about you က queen of cups friends and family က 3 of cups hope fears and idea 9 of swords final outcome က the sun အဲ့တော့ current situation ကနေပြောအောင်နော် current situation မှာသူက 8 of cups group 1သမားလေးတွေကလေဒီ April လထဲမှာ emotional work away ပေါ့နော်အဲ့လိုပုံစံမျိုးမြင်ရတယ်စိတ်ထဲကမကျေနပ်မှုတွေရှိနေတာတွေเนาะစိတ်ထဲမှာမကျေနပ်မှုတွေရှိနေအဲ့စိတ်ထဲကမကျေနပ်မှုရှိနေတဲ့ဟာတွေကိုလွတ်ချပြီးတော့အဝေးကိုထွက်သွားခြင်းနဲ့စိတ်ရှိနေတာကိုတွေ့ရတယ်เนาะအဲ့တော့ဒီ group 1သမားလေးတွေက April ထဲမှာအရာတစ်ခုခုကိုနောက်မှာထားခဲ့ဖို့စဉ်းစားနေတဲ့ page ထဲမှာတွေ့ရတယ်နော်လက်ရှိဖြစ်နေတဲ့ဟာတွေကိုချပြီးတော့အဝေးကိုထွက်သွားခြင်းနဲ့စိတ်တွေနော်အဲ့တော့အဲ့ဒီလိုလက်ရှိဖြစ်နေတဲ့ဟာတွေကဒါတွေကဘာဖြစ်နိုင်လဲဆိုတော့ relationship လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှင်လဲအလုပ်နော်ဒါမှမဟုတ်လို့ရှင်လဲ friendship တကယ်ချင်းမိတ်ဆွေအပေါင်းအသင်းထဲမှာဖြစ်နေတာမျိုးlifestyle တစ်ခုခုပေါ့နော်ကိုယ့်ရဲ့ဒီဘဝထဲမှာပတ်သက်နေတဲ့ lifestyle တစ်ခုခုကိုလွတ်ချထားပခဲ့ပြီးတော့အဝေးကိုထွက်သွားခြင်းနဲ့စိတ်နော်
မကြေမနက်မကြေနပ်မှုနော်ဆိုအဲ့ဒါမျိုးပြနေတယ်ပေါ့နော်အဲ့တော့ကျမတို့ဒီ normal life မှာတစ်ခါကြလို့ရှိရင်အဆင်မပြေလဲအဆင်ပြေအောင်ဆိုပြီးတဲ့အခါကျတော့တွန်းပြီးတော့ဆက်နေကြတာမျိုးလေးတွေရှိတယ်ပေါ့နော်အဲ့တော့ဒီ group 1သမားလေးတွေကကြတော့အဲ့ဒီအဆင်မပြေလဲအဆင်ပြေအောင်ဆက်နေတဲ့ pace ကိုကြော်သွားပြီးတော့အရာရာကိုလွတ်ပြီးတော့လွတ်ချထားခဲ့ပြီးတော့ထွက်သွားခြင်းတယ်နော်အဲ့လိုမျိုးအရန်ကိုပြင်းပြနေတဲ့ energy ကိုတွေ့ရတယ်နော်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ intuition ကိုနားထောင်ပါနော်ကိုယ့်ရဲ့ intuition ကကိုယ့်ကိုဘာပြောနေတယ်လဲကိုယ့်ရဲ့စိတ်ကကိုယ့်ကိုဘာပြောနေတယ်လဲကိုယ့်ရဲ့စိတ်ကိုနားထောင်ပြီးကိုယ့်ရဲ့ရင်အတွင်းထဲကခံစားချက်နဲ့နေပြီးတော့ရှေ့ကိုဆက်ဖို့အချိန်ကောင်းပါနော် April လ obstacle two of swords အဲ့တော့ decision ပြောရမယ်ဆိုလို့ရှိရင်ခုနကဒါဟိုလိုမျိုးထွက်သွားခြင်းနဲ့စိတ်ဖြစ်နေတာဒါပေမဲ့တကယ်နဲ့ decision လုပ်ဖို့ကြတော့ block ဖြစ်နေတယ်နော် decision လုပ်ဖို့ကြတော့ block ဖြစ်နေတယ်ဘလို့ block ဖြစ်နေတာလဲဆိုတော့ငါဒီ relationship ကြီးကိုလွှတ်ချပြီးတော့တွားရထားပခဲ့ရမှာလားအလုပ်ဒီလုပ်ကိုပဲမလုပ်တော့ဘဲနဲ့ဆက်ပြီးတော့နေရမှာလားအော်ဒီအလုပ်မလုပ်လို့ရှင်ရောနောက်ငါဘလို့အလုပ်ကိုရမှာလဲနော်အလုပ်ကပြောင်းတင်တာလားမပြောင်းတင်ဘူးလားဒါမှမဟုတ်လို့ရှင်အလုပ်ပြောင်းလို့ရှင် location ကပြောင်းရမှာဒါမှမဟုတ်လို့ရှင်နေရာအပြောင်းရွှေ့တစ်ခုဒီနေရာပြောင်းလိုက်လို့ရှင်အဲ့လိုမျိုးတို့လောဝေခွဲမရတဲ့ဆက်လုပ်တင်လားမလုပ်တင်လားဆိုတော့ဝေခွဲမရတဲ့ဘယ်လိုခေါ်မလဲ decision မလုပ်နိုင်တဲ့အနေအထားမျိုးဖြစ်နေတယ်နော်ဘယ်လိုခေါ်မလဲအမှန်ကိုသိတယ်လုတ်တင်တာကိုသိတယ်လုတ်ထိုက်တာကိုသိတယ်အမှန်ကိုသိနေပေမဲ့လည်းမသိချင်ဘူးမလုတ်ချင်တဲ့အဲ့လိုစိတ်မျိုးဖြစ်နေနော်ဒွိဟဖြစ်နေတယ်အဲ့တော့ဒီ April လမှာဒီ group 1သမားတွေကတကယ်ကို challenging လားနော်ကိုယ့်ရဲ့စိတ်ကိုကိုစစ်ပါကိုယ့်ရဲ့စိတ်ကိုကိုစစ်ပြီးတော့ honest နော် decision ကိုချဖို့လိုပါတယ်အဲ့တော့ခုနကပြောရတယ်နော်ဒီဟာတခုခုကိုလှုပ်ပြီးတော့သွားကျင်တယ်ဒါပေမဲ့ဝေခွဲမရအောင်ဖြစ်နေတယ်ဆုံးဖြတ်ချက်မရအောင်ဖြစ်နေတယ်လှုပ်တင်လားမလှုပ်တင်လားရှစ်တိုးတင်လားနောက်ဆုံးတင်လားနော်အဲ့လိုမျိုးတွေဖြစ်နေအဲ့တော့ဒီကတ်နှစ်ခုပေါင်းပြီးပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ထဲမှာလွတ်မြောက်ခြင်းစိတ်ရှိတယ်ချပြီးသွားခြင်းတဲ့စိတ်ရှိတယ်ဒါပေမဲ့ဘယ်လမ်းကိုဝေခွဲသွားရမယ်ဘယ်လမ်းကိုရွေးရမလဲမသိဘူးဖြစ်နေတယ်အဲ့တော့ကိုယ့်ရဲ့ရင်းခံစိတ်နဲ့နေပြီးကိုယ့်ရဲ့ intuition ကိုယုံပါကိုယ့်ရဲ့ intuition ကိုနားထောင်ပါနော်စိတ်ရင်းစိတ်ကန်နဲ့နေပြီးကိုယ့်ရဲ့ intuition ကိုတိတိကျကျနားထောင်ပြီးတော့အဖြေကိုရှာဖို့အချိန်ပါနော်စိတ်ဖိစီးမှုရှိနိုင်ပေမဲ့ကိုယ့်ရဲ့အတွင်းရဲ့ခံစားချက်ကိုယုံကြည်ပြီးတော့အိုက်လန်အတိုင်းကိုသာလိုက်ပါလို့ပြောပြရစေနော်အဲ့တော့ past events က the tower past events က the tower ဆိုတော့မကြသေးခင်အချိန်ကနော်တော်၎င်းပြီးခဲ့တဲ့ event တစ်ခုပေါ့နော်အချိန်အတိတ်ကာလတစ်ခုမှာဒီ group 1သမားတွေက sudden life changes ကိုကြော်ဖြတ်လာခဲ့ရတဲ့သူတွေဖြစ်ပါတယ်နော်အဲ့တော့ group 1သမားတွေကလူတော်တော်များများကအတိတ်မှာ unexpected နော်မမျှော်လင့်တဲ့ shock ရစရာတစ်ခုဖြစ်တဲ့အပြောင်းအလဲတစ်ခုကိုကြုံခဲ့ရပါတယ်နော်ဟုတ်လားမသိဘူးကြုံခဲ့ရလားဥပမာဘယ်လိုမျိုးလဲဆိုလို့ရှိရင် relationship ဆိုလို့ရှိရင်လည်းမထင်မှတ်ဖဲနဲ့ sudden break up ဖြစ်တာမျိုးเนาะရုတ်တရက်ပြတ်သွားတာမျိုးဘယ်လိုခေါ်မလဲလက်စာဖောက်ခံရတာမျိုးအလုပ်ကလည်းမထင်မှတ်ဖဲနဲ့အလုပ်ပြုတ်သွားတာမျိုးဆိုတော့စတဲ့ major
ပြောင်းအလဲအကြီးတစ်ခုဘဝမှာဖြစ်ခဲ့သလားနော်ကိုက stable ဖြစ်မယ်ဒါဒီ permanent ဖြစ်မယ်ဒါဒီကိုယ့်အတွက်သေချာဝါပါပြီလို့ယူဆထားတဲ့အရာတွေကအပြောင်းလဲတွေရုပ်တရက်နဲ့ကြုံခဲ့ရတယ်ပေါ့နော်အဲ့ကြုံခဲ့ရတဲ့အပေါ်မှာမူတည်ပြီးတော့ကိုလည်းကိုသင်ခန်းစာယူတတ်လာခဲ့ကြတယ်ပေါ့နော်ဒီ group 1လေးတွေကဟို nothing's permanent ပေါ့နော် life က unpredictable ဖြစ်တယ်เนาะဘယ်အရာမှမတည်မြဲဘူးเนาะဘယ်အရာမှမတည်မြဲဘူးဆိုတဲ့ဟာကို recently နဲ့တမမဟုတ်လို့ရှိရင်မကြသေးခင်အချိန်တွင်းကလမ်းလောက်လာခဲ့ကြတယ်လို့ထင်ပါတယ်เนาะနောက်တစ်ခါ past foundation က five of cups ဒီ group 1သမားလေးတွေကလေအဲ့လိုအတိတ်ကဖြစ်ခဲ့တဲ့ဖြစ်ရက်တစ်ခုပေါ်မှာဘယ်လိုခေါ်မလဲ regret ရနေတာမျိုးเนาะဟိုနောင်တရနေတာပေါ့နော် emotional regret ကိုပြရပေါ့နော်ကိုယ့်ရဲ့အတိတ်မှာဖြစ်ခဲ့တဲ့အရာအတိတ်အတွက်ကို stay နောင်တရနေကြတယ်နော်အဲ့တော့ပြီးသွားတဲ့အရာတွေအတွက်ကိုတွေ့တမြတ်များနဲ့နေပြီးတော့နောင်တရနေမဲ့အစားနော်မှောက်သွားတဲ့ရေကွက်ကိုနောင်တရနေမဲ့အစားမမှောက်သေးပဲနဲ့ကြံနေတဲ့ရေကွက်ထဲကရေတွေကိုပဲအာယုံစိုက်တင်တယ်လို့ပြောပြရစေနော်ပြီးဆုံးသွားတဲ့အရာတွေကိုနောင်တရနေလို့ဘယ်အရာမှငကိုအတိုင်းပြန်မဖြစ်နိုင်ပါဘူးနော်အဲ့တော့လက်ထဲမှာကြံနေသေးတဲ့အရာကိုပဲအာယုံဆူဆိုင်ပြီးရှေ့ပဲကိုဆက်ရမယ်ဆိုတာကိုနော်ဘလို့ opportunity တွေရနိုင်မလဲဆိုတာကိုကြည့်သင့်ပါတယ်နော်အဲ့တော့ဘာပဲဖြစ်ခဲ့ unexpected bad things ဘလို့အရာတွေပဲပြောင်းလဲပြောင်းသွားဖြစ်ချိန်တန်လို့ဖြစ်လာခဲ့ပြီးဖြစ်ပြီးသွားပြီနောင်တရနေလို့မမပြင်လို့မရအောင်နော်ကိုယ့်လက်ထဲမှာကြံနေသေးတဲ့အရာကိုစုပ်ကင်ပြီးတော့ရှေ့ဆက်ဖို့အရေးကြီးတယ်နော်အဲ့တော့ future ကိုကြည့်မယ်ဆိုလို့ရှိရင် future က the star ထွက်ထားတယ်အဲ့တော့not future sorry ပါ goals and destiny ကိုကြည့်မယ်ဆိုလို့ရှိရင် the star ထွက်ထားတယ် the star မှာနော်မျောလင့်ချက်တွေနော်မျောလင့်ချက်တွေ healing process တွေ spiritual guidance တွေတွေ့နေရပါတယ်နော်အတိတ်ကကြုံခဲ့တဲ့ pain နော်နာကျင်မှုအဲ့ဒီနာကျင်မှုတွေကို goals and destiny လာမဲ့နော်ကိုယ့်ရဲ့ဒီမှန်းချက်ပန်းတိုင်ကိုတွားတဲ့အချိန်ခါမှာ healing process နဲ့နေပြီးတော့ universe ကနေကို healing လုပ်ပေးဖို့အတွက်ကို message ပေးနေပါတယ်နော်အဲ့တော့ group 1သမားလေးတွေ April လက emotional လဖြစ်နိုင်တယ် emotional month ဖြစ်နိုင်တယ်နော်အတိတ်ရဲ့နာကျင်မှုတွေနော်အဲ့ဒါတွေကိုပြန်ပြီးတော့စဉ်းစားပြီးတော့ပိန်းဖြစ်နေမဲ့အစားနော်ရှေ့ဆက်ပြီးတော့ကိုဘာဆက်လုပ်သင့်တယ်ဆိုတာကိုသေချာစဉ်းစားပါနော်ရှေ့ကိုဘယ်ကိုဆက်သွားမယ်ဆိုတာကိုတော့ goals and destiny မှာ the star ထွက်ထားတဲ့အတွက်ကြောင့် healing process ဒီမြန်ပါလိမ့်မယ်နော် healing process မြန်ပါလိမ့်မယ်ကိုပြန်လဲကုစားနိုင်ပါလိမ့်မယ်စိတ်ချမ်းသာတဲ့အရာတွေလမ်းကြောင်းတွေတွေ့ပါတယ်နော်ရှိပါတယ်နော်အဲ့တော့ဒီ April လမှာကိုအတိတ်ကနာကျင်ခဲ့တဲ့နာကျင်မှုတွေကို drop off လုပ်ပြီးတော့ move on လုပ်ဖို့အရန်အရေးကြီးတဲ့လပါနော်အဲ့တော့ future က wheel of fortune wheel of fortune ဆိုတဲ့အတိုင်းနော် everything က comes around goes around
ပေါ့နော်ဘိန်းကအမြဲတမ်းတစ်ပတ်လည်နေတယ်နော်အဲ့တော့ဒီလထဲမှာ life cycle အပြောင်းလဲတွေနော် life cycle အပြောင်းလဲတွေမြင်ပါတယ်ဘဝအနေအထားတစ်ခုအခြေအနေတစ်ခုပြောင်းလဲသွားတာဖြစ်နိုင်ပါတယ်နော်တကယ်လို့များအလုပ်ပြုတ်ထားခဲ့တာ personal recent past မှာအလုပ်ပြုတ်ထားခဲ့တာ relationship နဲ့ကွဲသွားခဲ့တာမျိုးတွေဆိုလို့ရှိရင် group 1 သမားလေးတွေ future မှာနော် unexpected opportunity တွေမြင်ရပါတယ်နော်ပြီးသွားခဲ့တဲ့အရာကို drop off လုပ်ပြီးကြံသေးတဲ့အရာကိုဒါဆက်ပြီးတော့ work out လုပ်မယ်ဆိုလို့ရှိရင်အောင်မြင်မှုတွေရှိနိုင်ပါသေးတယ်နော်အောင်မြင်မှုတွေရှိနိုင်ပါသေးတယ်အဲဒီတော့မမေ့ပါနဲ့အောင်မြင်မှုတွေရှိနေတယ်ဆိုတာကိုမမေ့ပါနဲ့နော်ထူးသဖြင့် current situation မှာ 8 of cup ထွက်ထားတယ်နော်8 of cup နဲ့ wheel of fortune ကိုပေါင်းပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ကိုမလိုချင်တော့တဲ့အရာတွေကို drop off လုပ်ပြီးထွက်သွားခြင်းတဲ့စိတ်တွေကကိုအတွက် new cycle အသစ်ထဲကိုဝင်ရောက်လာပါစေလိမ့်မယ်နော်အဲ့တော့ drop off လုပ်ဆရာရှိရာကိုလုပ်ပါစိတ်ဆုံးဖြတ်ပြီးတော့ရဲရဲသွားပါနော် new life cycle အသစ်ကစောင့်နေပါတယ်နော်နောက်တစ်ခါ goals and destiny နဲ့ပေါင်းပြီးပြောမယ်ဆိုလို့ရှိရင် the star နဲ့ the wheel of fortune ဒီတစ်ခုကပ်ကိုပေါင်းပြီးပြောမယ်ဆိုလို့ရှိရင်အနာဂတ်မှာတကယ့်ကိုမျှော်လင့်ချက်တွေအခွင့်အရေးတွေနော်စိတ်ချမ်းသာမှုတွေစောင့်ကြိုနေပါတယ်စိတ်မပြတ်ပါနဲ့အဲ့တော့အဓိကကပြီးသွားတဲ့အရာတွေကိုလွတ်ချနိုင်ဖို့အရေးကြီးပါတယ်နော်အဲ့တော့ကိုယ့်ရဲ့အတိတ်မှာရှိခဲ့တဲ့စိတ်နာကျင်မှုကိုလွတ်ချလိုက်ပါအသစ်စဖို့အချိန်ရောက်နေပါပြီနော်ဒီကတ်နှစ်ခုကိုပေါင်းပြီးကြည်ခြင်းအပြင်လေဒီ group 1 သမားလေးတွေကလေ positive transformation နော် destiny changes အကြီးကြီးရှိတယ်နော်အဲ့တော့စိတ်မပြတ်ပါနဲ့နော် about you ကိုကြည့်ရအောင် about you က queen of cups about you queen of cups ဆိုတော့ဒီ group 1 သမားလေးတွေက emotional နော် emotional အခြေအနေကိုပြနေတယ်စိတ်အခြေအနေကအရန်ကို sensitive ဖြစ်နေတယ်နော်သို့တော်လည်းပဲ sensitive ဖြစ်တဲ့တိုင်အောင် about you ဒီအရန်ကို care လုပ်တဲ့person ပါနောက်ပြီးတော့ intuitive ဒီ group 1 သမားလေးတွေကအရန်ကို intuitive ကောင်းတဲ့သူတွေနော် intuitive အရန်ကိုကောင်းတဲ့သူတွေဒီ intuitive ကောင်းတာကိုအသုံးချပြီးတော့ကိုဒီကိုယ့်ရဲ့ဒီ intuition ကိုအသုံးချပြီးတော့အာယုံစိုက်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုနားထောင်ဖို့အကောင်းဆုံးအချိန်ပါနော်ဒီ group 1 သမားလေးတွေရဲ့ personality ကလေအရန်ကို emotional ဖြစ်တဲ့ empathic เนาะသူများအပေါ်မှာအရန်ကို empathy အားကောင်းတယ် care အရန်လုပ်တယ်เนาะအခြားသူတွေအပေါ်မှာအရန်ကိုနားလည်ပေးနိုင်တယ်အဲ့တခုပဲဘာလဲကိုကာဝယ်မပေးနိုင်တာသူများအပေါ်မှာ empathy ကောင်းသလောက် care ကောင်းသလောက်ကိုတစ်ချက်လောက်ပြန်ပြီးတော့ empathy လေးနဲ့ကိုပြန်ကြည့်ပြီးတော့ကိုပြန် care လုပ်ဖို့တတိပေးပါရစေနော်ကိုယ့်ရဲ့ intuition ကိုယုံပါနော် intuitive အားအရန်ကောင်းတဲ့သူတွေဖြစ်တဲ့အတွက်တော့ကိုယ့်ရဲ့ intuition ကိုယုံကြည်ပါနော် friends and family ရ 3 of cups celebration တွေတွေ့ပါတယ် friends and family မှာမိသားစုထဲမှာမိတ်ဆွေအတိုင်းဝိုင်းထဲမှာ celebration တွေတွေ့တယ် support เนาะကို support လုပ်မဲ့တငယ်ချင်းတွေရှိတယ်မိသားစုမှာဆိုလို့ရှိရင်လည်းမိတ်ဆွေတငယ်ချင်းကောင်းလို့ပြောပြလို့ရတယ်เนาะအကုန်အဆဆုံးတိုင်ပင်လို့ရတဲ့မိသားစုကိုမှရှိနေပါတယ်အဲ့တော့ကိုလိုအပ်တာလေးတွေပြောပါတိုင်ပင်ပါเนาะကိုအရန်ကို supportive ပေးမဲ့မိသားစုမိတ်ဆွေတွေရှိနေပါတယ်เนาะပြီးတော့လေဒီ April လထဲမှာ happy gathering ပေါ့နော်မိသားစုစုံညီ
တကြံလည်းရှိတယ်မလား New Year လည်းရှိတယ်မလားအဲ့တော့ဒီမှာမိသားစုစုံတာเนาะဟိုအတူတကွမိသားစုလက်ဆောင်စားတောက်ပျော်ပွဲရှင်ပွဲအဲ့ဒါမျိုးလေးတွေကိုတွေ့ရတယ်နောက်ပြီးတော့အလုပ်ချင်းအပြင်လဲကိုနောက်ပြီးတော့ emotionally အရာလဲအရန်ကို supportive ပေးတယ်မိသားစုနဲ့တငယ်ချင်းတွေကိုတွေ့နေရတယ်เนาะအဲ့တော့ hope fears and ideas က nine of swords เนาะ anxiety တွေ overthinking တွေ sleepless night တွေเนาะအဲ့ဒါတွေကိုပြနေတယ် nine of swords ကအဲ့တော့ဒီကိုယ့်ရဲ့ဒီဘယ်လိုခေါ်မလဲစိုးရိမ်တတ်တဲ့ energy เนาะအဲ့ဒီကိုယ့်ရဲ့စိုးရိမ်မှုကကိုအိမ်မပျော်တဲ့ညကိုဖန်တီးပေးတယ် overthinking ကအိမ်မပျော်တဲ့ညကိုဖန်တီးပေးတယ် anxiety ကအိမ်မပျော်တဲ့ညကိုဖန်တီးပေးတယ်အဲ့တော့ဒီ overthinking တို့ anxiety တို့ကတကယ်တမ်းကျတော့ဘယ်အရာမှကိုယ့်အတွက်မကောင်းเนาะအဲ့တော့ဒီ energy တွေကိုစိုးရိမ်တတ်တဲ့အရာတွေကိုလွှတ်ချဖို့လိုတယ်เนาะအဲ့တော့တတိထားပေးပါဒီ April လထဲမှာတခုခုဆိုလို့ရှိရင် overthinking တခုခုကို overthinking ဖြစ်နေပြီဆိုဟဲငါ overthinking ဖြစ်နေပြီဆိုကို analyze ပြန်လုပ်ပါကို care လုပ်ပါเนาะကို care လုပ်ပါသူများကို care လုပ်တယ်လို့မျိုးကိုတစ်ချက်လောက် care လေးပြန်လုပ်ပေးပါเนาะအဲ့တော့ final outcome က the sun ထွက်ထားတယ် final outcome က the sun ထွက်ထားတယ်ဒီမှာနေကြပန်းနေရောတောက်ပတဲ့နေနဲ့เนาะဆိုတော့နောက်ဆုံးမှာတော့ပျော်ရွှင်စရာကเนาะအရာရာအား clear ဖြစ်သွားပြီးတော့အောင်မြင်မှုတွေ positive outcome တွေရမှာအသေးအချာပဲเนาะအဲ့တော့ overthinking လေးတစ်ချက် short ပေးပါเนาะကိုလိုချင်တဲ့အရာကိုဖြစ်ချင်တဲ့အရာနောက်ဆုံးမှာ the sun ကထွက်လာတဲ့အတွက်ကြောင့်ဘာတွေပဲကြုံတွေ့ဘာတွေပဲအခက်ခဲတွေပဲကြော်ဖြတ်ခဲ့ဘလို့စိတ်ညစ်စရာတွေပဲကြုံခဲ့နောက်ဆုံးမှာစိတ်ချမ်းသာမှုအတိရမယ်ဆိုတာကိုပြနေတယ်အဲ့တော့ group 1ကို overall ကြည့်မယ်ဆိုလို့ရှိရင်ဒီလက life turning point month ပါเนาะအစပိုင်းမှာ emotional confusion ဖြစ်တာเนาะ stressful ဖြစ်တာ decision making လုပ်ဖို့ difficulty ဖြစ်တာဆုံးဖြတ်ချက်တွေမချနိုင်တာเนาะအဲ့လိုမျိုးတွေရှိပေမဲ့နောက်ပိုင်းမှာ clear ဖြစ်သွားတယ် guideline ဖြစ်သွားတယ်ကိုယ်ဒီမှာ universe ကနေ guideline တွေနဲ့နေပြီးတဲ့အခါကျတော့ happiness ရောက်လာပြီးတော့เนาะပျော်ရွှင်မှုတွေရပြီးတဲ့အခါကျတော့ finally မှာကိုလိုချင်တဲ့ကိုဖြစ်ချင်တဲ့အရာကိုရမှာသိကြပါတယ်အဲ့တော့တခုတတိထားမှာကတစ်ခါတိုင်ရမှာငါဒါလဲလိုချင်တယ်ဟိုကလဲလိုချင်တယ်ဆိုပြီးတော့နှစ်ခုကိုစုပ်ထားလို့မရအောင်เนาะအဲ့တော့ကိုယ့်အတွက်မလိုအပ်တော့တဲ့ဒီ emotional baggage တွေเนาะကို supportive မလုပ်တော့တဲ့အရာတွေအကုန်လုံးကို drop off လုပ်လိုက်ပါเนาะအဲ့လို drop off လုပ်လိုက်တော့မှเนาะလက်လွတ်လိုက်တော့မှတစ်ခုကိုလက်လွတ်လိုက်တော့မှနောက်တစ်ခုကိုမိရ grab လုပ်နိုင်မှာပါပိုကောင်းတဲ့အရာတွေကို grab လုပ်နိုင်မှာပါเนาะအဲ့တော့အဲ့လိုလေးပြောရင်းနဲ့နေပြီးတော့ group 1သမားလေးတွေကိုညီကုန်းချုပ်ပြရစေအဲ့တော့ဒါဒီ general reading လေးဖြစ်တဲ့အတွက်ကြောင့်ကိုနဲ့ energy ကိုက်နေမှယူပါเนาะအဲ့တော့အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့ April လเนาะမြန်မာလို့ဆိုရင်မြန်မာနှစ်သစ်ကူကိုဖြတ်သန်းနိုင်ကြပါစေလို့ပြောရင်းနဲ့ group 1သမားလေးတွေကိုဒီမှာအဆုံးသတ်ပြရစေเนาะ group 2သမားတွေကဒီ Tarot of the Divine ရွေးထားတဲ့သူတွေပါเนาะဒီထုတ်လေးကိုရွေးထားတဲ့သူတွေကဒါ group 2သမားတွေပါအဲ့တော့ group 2သမားတွေဒီလဲထုံးစံအတိုင်းကက်ဆက်ကန်နေပြီးတော့ပြောပေးပါမယ်เนาะပထမဦးဆုံး
current situation က seven of coins pentacle coins pentacle ပါနော်obstacle ဒီ knight of coins past events the lava past foundation four of coins future the empress goals and destiny the empress future ace of coins coins တွေများတယ်နော် about you okay king of coins friends and family 10 of coins coins ကို series နဲ့ထွက်တတ်ခြင်းhope fears and ideas 5 of coins okay final outcome ဒီ 10 of cups coins တွေပဲထွက်ထားတာ okay အဲ့တော့ဒီ group 2သမားလေးတွေက April လမှာcoins တွေကိုတွေ့တဲ့အတွက်ကြောင့် overall အရင်ကြည့်ပြီးပြောရမယ်ဆိုရင် stability ကိုနော်တည်ငြိမ်မှုကိုအရန်ကိုအရေးကြီးတယ်ဆိုပြီးတော့ငွေရေးကြေးရေးတည်ငြိမ်မှုငွေရေးကြေးခိုင်မာမှုဟာဘဝမှာအရေးပါတယ်လို့ခံယူထားတဲ့သူတွေများတယ်ဒီ group 2ထဲမှာနော်အထူးသဖြင့်ဒီငွေရေးကြေးအမခံချက်ရှိမှ emotionally အရာဆိုလို့ရှင်လဲ safety ဖြစ်မှเนาะ emotional အရာဆိုလဲ safety ဖြစ်မှအရန်ကိုခိုင်ခန့်မှု stable environment ကိုသူက prioritize လုပ်တဲ့သူတွေအဲ့ဒီဟာကိုအလေးထားပြီးတော့လဲစ조사တယ်ထိန်းချုပ်တယ်เนาะပြောရမယ်ဆိုခါကြရင်အရန် control လုပ်တဲ့ energy မျိုးကိုတွေ့ရပါတယ်ဒါ group 2သမားလေးတွေเนาะအဲ့တော့ let's talk about it one by one เนาะcurrent situation က seven of coins အဲ့တော့ဒီ group ကလေလောလောဆယ်မှာ group 2သမားလေးတွေကကိုရဲ့ဒီ effort တွေကိုထည့်ဝင်ထားတဲ့အရာတွေကိုရင်းနှီးမြှုပ်နှံထားတဲ့အရာတွေအဲ့ဒါတွေကိုစောင့်ကြည့်နေတဲ့အနေအထားမှာအဲ့အနေအထားကိုတွေ့ရတယ်နော်အလုပ်ဆိုလို့ရှင်လဲအလုပ်ထဲမှာကိုယ့်ရဲ့ energy ထည့်ဝင်မှုစီးပွားရေးမှာငွေကြေးမြှုပ်နှံမှုအဲ့ဒီဟာတွေကိုစိတ်လောကြီးစွာနဲ့စိတ်ပူပန်စွာနဲ့စောင့်ကြည့်နေတယ်နော်ကိုအာသွန်ခွန်ဆိုင်စိတ်ကောလူကောထည့်ပြီးနှစ်ထားတဲ့အရာတွေကိုစောင့်ကြည့်နေတဲ့အနေအထားကိုတွေ့ရတယ်အဲ့တော့ဒီ group 2သမားလေးတွေက project ထဲမှာအဲ့ project ထဲမှာလဲကိုယ့်ရဲ့ energy တွေကိုအသွင် concept ထွက်ထားတယ် relationship တစ်ခုမှာဆိုလို့ရှိရင်လည်းဒီ relationship ကို build up လုပ်လာတာခါရဲကိုrelationship ကူနော်အနန္တောနဲ့နေပြီးတော့ build up လုပ်လာတာမျိုးလေးကိုတွေ့ရတယ် career တစ်ခုအနေနဲ့ဆိုလို့ရှိရင်အလုပ်ထဲမှာဆိုလို့ရှိရင်လည်းဒီ career stage ကနေနောက် career stage ကိုတက်ဖို့အတွက်ကိုအင်ရောအားရောထည့်ထားတယ်နော်ဒါပေမဲ့ result ကအခုထိမရသေးဘူးကိုထည့်ထားသလားကိုလုပ်ထားသလား result မရသေးဘူးအဲ့ဒီအတွက်ကိုစိတ်မောစွာနဲ့စောင့်ကြည့်နေတဲ့ group နော်အဲ့တော့တတိထားရမှာကတခါကြလို့ရှိရင်အခုအပင်ဆိုင်အခုအပင်မပေါက်ပါဘူးနော်အခုအပင်ဆိုင်အခုအပင်ပေါက်လို့ရှိရင်လေနောက်နေ့အသီးမသေးပါဘူးနော် maybe ကျမတို့အပင်စိုက်တာအပင်အညှောက်ထွက်တာလွယ်ပေမဲ့ဒီအညှောက်ထွက်လာပြီလို့ရှိရင်ဒီအညှောက်ကနေပြီးတော့အပင်တစ်ခုတန်မာဖို့အတွက်အပင်တစ်ခုခိုင်မာဖို့အတွက်အသီးအပွင့်စားဖို့အတွက်ကိုအချိန်တစ်ခုပေးရပါတယ်နော်အဲ့ဒါလေးကိုတစ်ချက်သတိပြုစေချင်ပါတယ်အဲ့တော့စိတ်ရှည်ပါနော်စိတ်ရှည်ပါ current situation မှာကိုစောင့်နေတဲ့အရာတွေကိုစိတ်ရှည်ရှည်နဲ့ဆက်ဆောင်ပါနော်ဒီလကကို assessment လုပ်နေသလိုမျိုးเนาะကိုကို test လုပ်နေသလိုမျိုးလဖြစ်နိုင်ပါတယ်အဲ့တော့စိတ်ရှည်ပါเนาะobstacle က knight of coins
အဲ့တော့နွားပေါ့နော်နွားပေါ်မှာဒီမှာတိတ်ထိုင်နေတယ်ဒီနွားက slow progress နော်နွားလမ်းလျှောက်လို့ရှိရင်သိလားနွားရဲ့လမ်းလျှောက်တာက slow progress အဲ့တော့ तू ကရှောင်းနှုံးနှေးတယ်နော်ဟိုကိုစူးစမ်းပေမဲ့ချက်ချင်းအရာမပေါ်သေးလို့ရှိရင်စောင့်ပေးပါနော် patient again patient ကိုမျှော်လင့်ထားတဲ့အရာတွေကမြန်မြန်ဆန်ဆန်နဲ့ဖြစ်မလားဘာလို့လဲဆိုတဲ့ခါကျတော့ဒီနွားရဲ့ nature ကိုသူကအေးရအေးချောင်းသူလမ်းလျှောက်ရင်အိပက်တလှမ်းခြင်းလေနော်အဲ့တော့ဘာလို့ဖြစ်မလာသေးတာလဲဆိုပြီးတော့ frustration ဖြစ်နေတယ်နော်ဒီမှာလဲစထွက်လာတဲ့ကွာသူက current situation base ကနော်စိတ်အလောကြီးနေတယ်ဆိုပြီးတော့ပြောနေတယ်အဲ့တော့သူ patient လုပ်ပါလို့ပြောခဲ့တယ်နော် patient လုပ်ပါဆိုတော့အခု obstacle မှာကိုယ့်ရဲ့ဒီ slow ကိုစိတ်ရှည်ဖို့အရေးကြီးပါတယ်အဓိက slow ဖြစ်ပေနဲ့ stability ဖြစ်နေတယ်နော် slow ဖြစ်ပေနဲ့ stability ဖြစ်နေတယ်အဲ့တော့မလိုအပ်ဘဲနဲ့စိတ်ရှုပ်မနေပါနဲ့နော်အဆုံးမှာရလိမ့်မယ်နော်မလိုအပ်ဘဲနဲ့စိတ်ရှုပ်မနေနဲ့အဆုံးမှာရလိမ့်မယ် patient ဖြစ်ပါနော်ကိုယ့်ရဲ့ဒီစ조사မှုတွေကအချိန်တန်တဲ့အချိန်ခါကြာလို့ရှိရင်ရကိုရမှာသိကြတယ်အဲ့တော့ကိုလုံးကြရှိတဲ့အရာကိုတီငိမ့်နဲ့သွားကြရှိတဲ့အရာကိုလုံးကြရှိတီငိမ့်နဲ့သွားပါလောက်ပါအချိန်တန်လို့ရှိရင်ရမှာသိကြပါတယ်နော်လိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့စ조사မှုကို short မချလိုက်ပါနဲ့ကိုယ့်ရဲ့ input ကိုလောက်ကမဲ့အရာကို input လောက်ကမဲ့နော်အရာကိုအင်းနဲ့အားနဲ့ဆက်ပြီးတော့လုပ်ပါလို့ပြောပြရစေ past events က the lover နော် the lover ဆိုတော့ခါကြတော့မကြသေးခင်အချိန်အတွင်းမှာအတိတ်သမားမဟုတ်လို့ရှင်မကြသေးတဲ့အချိန်အတွင်းမှာဒီ group 2သမားလေးတွေကလေ life changing choice တစ်ခုကိုလုပ်ခဲ့တယ်နော်အထူးသဖြင့် relationship နဲ့ပတ်သက်ပြီးတော့အဆုံးဖြတ်ချက်ကြီးတစ်ခုချခဲ့တယ်နော်ဆုံးဖြတ်ချက်ကြီးတစ်ခုချခဲ့တယ်ပြောချင်တာက relationship အသစ်တစ်ခုတွေကိုစတာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းတချို့တွေကြတော့ relationship တစ်ခုကို ending ဖြစ်သွားတာမျိုးเนาะဒါမှမဟုတ်လို့ရှိရင်အလုပ်ထဲမှာဆိုလို့ရှိရင်လည်းအလုပ်အသစ်တစ်ခုစဝင်သွားတာမျိုးเนาะအလုပ်ပြောင်းသွားတာမျိုးအဲ့တော့ तू ကဒီကက်ကဘာကိုပြောချင်တာလဲဆိုတဲ့အခါကျတော့မကြခင်ချိန်တွင်းမှာဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်အဲ့ချခဲ့တဲ့ဆုံးဖြတ်ချက်ကလည်းဘဝကိုပြောင်းလဲသွားစေတယ်ဒီဘဝကိုပြောင်းလဲသွားပေမဲ့ချက်ချင်းဝုန်းဆိုပြီးတော့ဖြစ်စရာရှိတာတွေကဖြစ်မလာလို့ရှိရင် patient ရှိဖို့ current gap မှာပြောသွားတယ်เนาะအဲ့တော့ past foundation လေးတစ်ချက်ထပ်ကြည့်မယ် past foundation မှာ4 points ထွက်တယ်4 points ဆိုတဲ့အခါကျတော့ဒီအစမှာလည်းပြောခဲ့ပါတယ်เนาะ point ဆိုတာဒီ pentacle နဲ့တူတူပါပဲအဲ့တော့ဒီ group ထဲကလူတွေကဟို stability ကိုအရန်ကိုဦးစားပေးတဲ့သူအထူးသဖြင့်ငွေရေးကြေးရေးဒီခိုင်မာမှုเนาะ emotional အရာဆိုလို့ရှင်လဲ safety ကိုအရန်ကိုဦးစားပေးတဲ့သူတွေ stability ကိုဦးစားပေးတဲ့အတွက်ကြောင့်ဟိုခါကြလို့ရှိရင်ကိုက control အရန်လုပ်ပြီး control freak ပုံစံမျိုးဖြစ်တယ်ပေါ့เนาะရန်ကို control freak ပုံစံမျိုးဖြစ်သွားတတ်တယ်အဲ့တော့အဲ့ဒါလေးကိုတစ်ချက်သတိထားပေးပါเนาะအဲ့တော့ goals and destiny မှာ the empress ထွက်တယ်เนาะအဲ့တော့ the empress ကသူကဘာကိုပြနေရလဲဆိုတဲ့အခါကျတော့ abundance တွေပြနေတယ်ဒီမှာ creativity ကိုပြတယ် growth ကိုပြတယ်เนาะအဲ့တော့ဒီ
April လထဲမှာ group 2သမားလေးတွေ growth ရှိပါတယ်နော် create လုပ်ထားတဲ့ project တွေအောင်မြင်မယ်ကိုယ့်ရဲ့ဒီ business idea အသစ်အဆန်းတွေပေါ်ထွက်လာမယ်နော်ဒါမှမဟုတ်လို့ရှင်လဲ personal နဲ့ပတ်သက်တဲ့အသစ်တစ်ခုစတင်တာမျိုးတွေကိုတွေ့ရတယ်။ဒါမှမဟုတ်လို့ရှင်ကိုယ်ပိုင်လုပ်ငန်းလုပ်တာမျိုးတွေနော်အထူးသဖြင့်ဘာနဲ့ပတ်သက်တာမျိုးလဲဆိုလို့ရှိရင်အမှုပညာနဲ့ပတ်သက်တဲ့ art craft နော်လက်နဲ့လုပ်ရတဲ့ crafting တွေနော်အဲ့လိုဟာမျိုးတွေနဲ့ပတ်သက်တာတွေကို project တွေအလုပ် project မှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးနဲ့ပတ်သက်တဲ့ project မျိုးလေးတွေကိုတွေ့ရပါတယ်နော်အဲ့တော့ reflection အနေနဲ့ဒီကတ်ကိုကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီအတွင်းစိတ်ကိုနော်တည်တည်ချာချာရေရှည်အတွက်ကိုတည်တည်ချာချာစီမံပါနော် creativity ကိုအားပေးပါကိုယ်မှာပေါ်လာတဲ့ creativity ကိုအလေးထားပါအဲ့ဒီအတိုင်းကို follow လုပ်သွားဖို့အကြံပေးပါစေ future က ace of coin နော် ace of coin ဒီ ace of pentacle အဲ့တော့ ace ရဲ့သဘောတရားဒီအစ်စ်နော်ဒီမှာလဲဒီຫນွယ်တွေအညွန့်တွေအပွင့်တွေထွက်နေအသစ်တစ်ခုလာမယ်အဲ့တော့ new opportunity အသစ်တစ်ခုလာမယ် April လထဲမှာနော်new job နော် financial ထို့သဖြင့်ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့နော်လစာတိုးတာမျိုးနော်လစာတိုးတာမျိုးအဲ့လိုမျိုးတွေတွေ့ရတယ်နောက်တစ်ခါမှမဟုတ်လို့ရှင် investment လုပ်တာအဲ့ဒီ investment ကနေပြီးတော့ turn out အရန်ကို high turn out ထွက်လာတာမျိုးเนาะpromotion ရတာမျိုးเนาะအဲ့တော့ long term မှာကိုယ့်အတွက်ကိုဘယ်လိုခေါ်မလဲငွေကြေးနဲ့ပတ်သက်လို့အမြတ်ရနိုင်တဲ့အရာတစ်ခုလာဖို့ရှိတာကိုတွေ့ရတယ်เนาะအဲ့တော့ opportunity လာတယ်ဆိုလို့ရှိရင်ကိုက opportunity ကိုလက်ခံဖို့အတွက်ကို open mind နဲ့လက်ခံဖို့အရေးကြီးတယ်เนาะစိုးရိမ်စိတ်မရှိဖို့အရန်အရေးကြီးပါတယ်အဲ့တော့စိုးရိမ်စိတ်တွေရှိလို့ရှိရင်စိုးရိမ်စိတ်ကိုဖျောက်ဖို့လိုပါတယ်เนาะဆုံးဖြတ်တဲ့အချိန်ကမှလည်းကိုယ့်ရဲ့ intuition ကဘာကိုပြောနေလဲ intuition နဲ့ပဲသွားเนาะအဲ့တော့ Go and Destiny ရဲ့ future ရဲ့ဒီကတ်နှစ်ကတ်ကိုပေါင်းပြီးတော့ပြောရမယ်ဆိုလို့ရှိရင်အနာဂတ်မှာဖန်တီးမှုအသစ်တစ်ခုเนาะအသက်စတင်မှုတစ်ခုเนาะအောင်မြင်မှုတစ်ခုရတာကိုပြောင်းနေပါတယ်เนาะ personal project တွေเนาะအလုပ်မှာ financial opportunity တွေအောင်မြင်မှုတွေကိုပြနေပါတယ်အဲ့တော့ကိုလှုပ်ချင်တာကိုအစီအစဉ်တွေစမယ်အသစ်တွေစမယ်ဆိုလို့ရှိရင် crew 2သမားလေးတွေဒီလသည် April လသည်အသစ်စဖို့အကောင်းဆုံးအချိန်ပါเนาะabout you ကကြတော့ King of Coins King ရဲ့သဘောတရားเนาะ leadership stability ငွေရေးကြေးရေး stability financial အရာ stability တွေကိုမြင်နေရပါတယ်เนาะအဲ့တော့ကိုဒီဒီ crew 2သမားလေးတွေဒီအလုပ်ထဲမှာဆိုလို့ရှိရင်လဲ leader role ကိုယူထားတဲ့เนาะ leadership role ကိုယူထားတဲ့သူတွေလို့မြင်ပါတယ်เนาะအရန်ကို skillful ဖြစ်ပြီးတဲ့အခါကျတော့เนาะအလုပ်သမျှကိုလည်းပိုင်နိုင်နဲ့နေပြီးတော့လုပ်နိုင်တဲ့လူမျိုးတွေเนาะနောက်တစ်ခါကျတော့ long term success builder လူမျိုးတွေပါเนาะရေရှည်အတွက်စီမံကိန်းတွေ planning တွေကိုအောင်မြင်တဲ့စီမံကိန်းတွေကိုချနိုင်တဲ့သူမျိုးတွေပါအဲ့တော့ကိုယ့်ရဲ့ value ကိုယ့်ရဲ့တန်ဖိုးကိုယုံကြည်ပါကိုယုံကြည်ပါကိုယ့်ရဲ့အစွမ်းအားကိုယုံကြည်ပြီးတော့ခါကြတော့ရှိနေတဲ့လက်ရှိအခြေအနေကိုထိမ့်သိမ့်ပါနော် friends and family က ten of coins ten of pentacle မိသားစုထဲမှာနော်ပျော်ရွှင်စရာရီမောစရာနော်ပျော်ရွှင်မှုရီမောမှုတွေနဲ့နေပြီးတော့ family friends တွေ gathering တွေတွေ့ရပါတယ်နော်
long term security ကိုပြပါတယ်နော်အဲ့တော့ celebration တွေနော်ဒီ April လမှာမြန်မာ New Year လလည်းဖြစ်တဲ့အတွက်ကြောင့် celebration တွေတွေ့ပါတယ်ပျော်ပွဲရှင်ပွဲတွေ family friends တွေအတူဆုံပြီးတော့နော်အတူဆုံပြီးတော့တယောက်ကိုတယောက် support လုပ်ပြီးတော့ထောက်ပံ့မှုပေးပြီးတော့နော်အချင်းချင်းရိုင်းပင်းပြီးတော့အရန်ကိုကောင်းတဲ့ energy ကိုတွေ့ရပါတယ်နော်ဟိုဘယ်လိုခေါ်မလဲနောက်ပြီးတော့လေဒီ group 2တွေကကိုယ်ရင်မဟုတ်ဘူးကိုယ့်ရဲ့ဒီ family ကိုယ့်ရဲ့တငယ်ချင်းအတိုင်းဝိုင်းမှာလဲကောင်းမွန်တဲ့သတင်းတွေလာဖို့ရှိတာတွေ့နေရပါတယ်နော် Hope fears and ideas က 5 of Pentacles နော်ဘယ်လိုဖြစ်တယ်လဲ Hope fears ဘာကိုကြောက်တယ်လဲဘာကိုစိုးရိမ်တယ်လဲနော်အဲ့တော့စိုးရိမ်မှုကြောက်ရွံ့မှုနော် drop off လုပ်ဖို့အရန်အရေးကြီးပါတယ်နော် financial fear ငါဒါလုပ်လိုက်လို့တစ်ခုခုများဖြစ်သွားမလားငါဒီလိုစလိုက်လို့တစ်ခုခုများဖြစ်သွားမလားမတွေ့ဝေနဲ့နော်ဒီမှာပြောထားတယ်နော်အကုန်လုံးကအောင်မြင်မှုတွေကလာမှာလို့ပြောထားတယ်နော်အဲ့တော့ positive outcome ကိုယုံကြည်ပါနော်စိုးရိမ်မှုကိုလျှော့ပါနော်ဒီမှာ pentacles တွေထွက်ထားတယ်နော် positive pentacle တွေထွက်ထားတဲ့အတွက်ကြောင့်စိုးရိမ်မှုအထူးသဖြင့်ငွေရေးချင်းနဲ့ပတ်သက်လို့စိုးရိမ်မှုကိုလျှော့ပါနော်ဒီစိုးရိမ်မှုကတကယ်စိုးရိမ်မှုမဟုတ်ဘူးတနှောက်ဝင်လာတာနော်အဲ့တော့ positive outcome ကိုယုံကြည်ပါနော်တခါကြောက်လို့ရှိရင်စိတ်ပြတ်မှုစိတ်အားလျော့မှုဝင်လာလို့ရှိရင်ကိုပြန်ပြီးတော့တတိပေးပါကိုပြန်ပြီးတော့ review and reflect လုပ်ပါနော်ဒီငါဘာလို့ဒီလိုအတွေးဝင်တာလဲဘာကြောင့်လဲဆိုတာအဆုံးပြန်ပြီးတော့ review လုပ်ပြီးတော့ drop off လုပ်ဖို့ရေးရန်ရေးကြည့်တယ်နော် final outcomeက ten of cups အရန်ကိုကောင်းပါတယ်နော်အမှန်တကယ်ကဘာတွေကိုပူလို့လဲပူနေလဲမသိမပူနဲ့နော်အမှန်တကယ် final outcome မှာ ten of cups ထွက်ထားတယ်နော် emotionally happiness ဖြစ်မှာပဲနော် harmony ဖြစ်မယ် fulfillment ဖြစ်မယ်နော်အဲ့တော့ slow progress နော် slow progress ရှိနေတာကိုပူမနေပါနဲ့ slow progress ရှိတာကိုပူမနေပါနဲ့နော် at the end မှာ stability happiness တွေရှိပါတယ်เนาะ at the end မှာ stability 10 of coins เนาะ 10 of cups slow progress ကိုတွားပြီးတော့အာယုံစိုက်ပြီးတော့အဲ့ဒါကိုစိတ်ပူမနေပါနဲ့เนาะ stability တွေရှိတယ် happiness တွေရှိတယ်လို့ပြောပြရစေအဲ့တော့ overall ပြောရလို့ရှိရင် patient ဖြစ်ပါเนาะ patient ဖြစ်ပါ growth တွေရှိတယ် opportunity တွေရှိတယ်เนาะ positive energy ကိုပဲအာယုံစိုက်เนาะအထူးသဖြင့်ကို့မှာ ace of pentacles ထွက်ထားတယ် ten of cups ထွက်ထားတယ်เนาะဒီနှစ်ခုကကို input လုပ်ထားတဲ့ effort တွေကိုလုပ်ထားတဲ့ကိုစိုက်ထုတ်ထားတဲ့ energy တွေကိုရဲ့စ조사အားထုတ်မှုတွေကနောက်ဆုံးမှာ paid off ပါเนาะအဲ့တော့စိုးရိမ်မှုတွေကိုလျှော့ပါကျမကလေအမြဲတမ်းပြောဘူးတယ်သိလားဘာလို့လဲဆိုတော့ကျမတို့ရဲ့အတွေးတွေမလို့အပ်တဲ့အတွေးတွေစိတ်ပူပန်မှုတွေကိုဟိုလက်ခံမသိဘူးတကယ်လို့အဲ့လိုမျိုးတွေးမိနေရဆိုလို့ရှင်ချက်ချင်း stop လုပ်ပြီး drop off လုပ်ဖို့အရေးကြီးပါတယ်ကျမတို့ရဲ့ဒီအတွေးကို universe က sync လုပ်နေတယ်ကျမတို့ဒီ antenna phone antenna TV antenna tower တိုင်းလိုပဲကျမတို့ရဲ့ဒီအတွေးအဲ့တော့ကိုကကောင်းသောအတွေးကိုတွေးဖို့နော်ကျမတို့ဗမာမှာဆိုစကားပုံရှိတယ်လေကောင်းသောစကားကိုပြောဖို့နော်ကောင်းသောအတွေးကိုတွေးဖို့အရင်ရေးကြည့်တယ်ကိုကငါဒါလုံနိုင်တယ်ဒါတွေကဖြစ်လာမှာဒီလိုကဖြစ်လာမှာဆိုရင်
ဒီကိုယ့်ရဲ့အတွေးကို thinking လုပ်တာ universe ကဒါတွေပဲ reward ပြန်လာလိမ့်မယ်အဲ့တော့ positive energy positive vibe positive thinking အရင်ရေးကြည့်တယ်လို့ထပ်ပြီးတော့တတိပေးပြစေ finally မှာကိုစ조사သမျှအရာတွေကအရာထင်လာမှာမလွဲမသေးပါဂရုတူသမားလေးတွေเนาะအဲ့တော့စိတ်ပူပန်မှုတွေကိုလျှော့ပါလို့ပြောရင်းနဲ့ဒီ April reading လေးကိုအဆုံးသတ်ပြစေအားလုံးပဲApril လမှာမြန်မာနှစ်သစ်မှာပျော်ရွှင်စရာအရာတွေကိုဆောင်ကြည့်လာပါစေလို့ဆုတောင်းရင်းနဲ့ group 2လေးကိုအဆုံးသတ်ပြရစေเนาะအဲ့တော့ group 3เนาะ group 3ကဒီကတ်ထုတ်ရွေးထားတဲ့သူတွေ the good tarot ရွေးထားတဲ့သူတွေเนาะကျွန်မရေလေးခဏတောက်မယ်เนาะOkay အဲ့တော့ group 3က the group the good tarot ရေးထားတဲ့သူတွေကတ်ထုတ်တွေအသက်တွေဝယ်ထားတာအဲ့တော့ April လမှာထုံးစံအတိုင်းကတ်ဆက်ကန်နဲ့ဖတ်ပေးပါမယ် current information က transformation obstacle က 8 of air past events က temptation past foundation က 3 of air goals and destiny က patient future က call major ကတ်တွေရထွက်ချလာတာနော် about you က magician friends and family က six of water hope fears and ideas က moon final outcome က war okay major ကတ်တွေပဲထွက်ချလာတယ် group 3 သမားလေးတွေကအဲ့တော့ group 3 သမားရွေးထားတဲ့သူတွေကလေ major transformation เนาะ major transformation powerful transformation April လမှာ major transformation powerful transformation ဖြစ်ပါမယ်ရှိပါတယ် major ကတ်တွေများတဲ့အတွက်ကြောင့် life မှာ major life changing တွေဖြစ်ဖို့ရှိပါတယ်เนาะအဲ့တော့ current situation လေးကိုပြောရအောင် transformation နံပါတ်13 transportation တချို့ကနံပါတ်13ဆိုအရန်ကြောက်တယ်เนาะမကြောက်ပါနဲ့ transformation เนาะ transformation เนาะအသစ်ပြောင်းအလဲတစ်ခုရှိတယ်เนาะဘလို့ပြောင်းလဲဆိုတဲ့အခါကျတော့ relationship solution လဲ ending မျိုး job solution လဲ ending မျိုးเนาะ life မှာ pace တစ်ခုเนาะI pace တစ်ခုကို ending မျိုးเนาะအဲ့တော့ဓမ္မမဟုတ်လို့ရှိရင်လဲဖြစ်ပြီးသွားခဲ့ပြီဆိုလို့ရှိရင်လဲကိုက relationship တစ်ခုပြတ်ပြီးတော့ relation တစ်ခုစဖို့အတွက်ကိုကြံနေတဲ့သူမျိုးတွေအလုပ်အသက်ရှာနေတဲ့သူမျိုးတွေเนาะအခုလက်ရှိနေရာကနေနောက်နေရာတစ်ခုကိုပြောင်းဖို့အတွက်ကြံနေတဲ့အနေအထားမျိုးတွေကိုတွေ့ရတယ်ဒီလထဲမှာเนาะ transformation ဆိုတဲ့အတိုင်း group 3တွေက April လမှာ new life ကို start လုပ်ပါလိမ့်မယ်เนาะအဲ့တော့အကြံပေးချင်တာက group 3 သမားလေးတွေပြီးသွားတဲ့အရာကိုအဆုံးသတ်ကို drop off လုပ်ပြီးတော့အသစ်စဖို့အတွက်ကိုယ့်ရဲ့စိတ်ကို new အသစ်တွေကိုအတွက်ကိုကိုယ့်ရဲ့စိတ်ကိုတကားဖွင့်ပြဖို့အရန်အရေးကြီးပါတယ်เนาะအဲ့တော့ obstacle ဒီ 8 of air obstacle ဒီ 8 of air ဆိုတော့ 8 of air ဒီ 8 of sweat နဲ့တူတူပဲเนาะ
ဒီ group 3 သမားလေးတွေကလေကို doubt ဖြစ်နေကိုတန်တရားတွေ self doubt တန်တရားတွေစိုးရိမ်စိတ်တွေနော်အဲ့ဒီတန်တရားတွေနဲ့စိုးရိမ်စိတ်တွေကကိုလာပြီးတော့အကန့်အသတ်ဖြစ်သွားတယ် limitation ဖြစ်သွားတယ်နော်တတိထားပါအဲ့ဒီတန်တရားတွေစိုးရိမ်စိတ်တွေဒီကို limit ဖြစ်သွားပြီးတော့ခါကြတော့အကန့်အသတ်ဖြစ်သွားပြီးတော့ကိုရှစ်ဆက်ရမယ့်ဟာကိုရှေ့ကိုမဆက်နိုင်ဘူးဖြစ်နေတယ်နော်အဲ့တော့ကိုကစ조사ပြီးတော့ဒီဟာတွေကို stop လုပ်ဖို့အရေးကြီးပါတယ်အဲ့တော့နော်ကိုကသိတယ်ငါဒီလိုစိုးရိမ်စိတ်တွေများနေတယ်ဆိုတာလည်းကိုသိတယ်နော်အဲ့တော့ငါတန်တရားတွေအရန်ဝင်နေပြီငါအရန်တန်တရားတွေကြီးနေဆိုတာလည်းတိရဲ့နဲ့ကိုအလွယ်တကူနဲ့ကိုယ့်ရဲ့ဒီ habit ကိုမရပ်နိုင်ဘူးเนาะကိုဒီဖြစ်တဲ့အရာအဲ့တော့တတိထားပါเนาะအဲ့လိုတန်တရားတွေများဆိုအိမ်စိတ်တွေများလို့ရှိရင်ကိုရှစ်ဆက်မဲ့ဟာကိုရှင်းမဆက်နိုင်ပဲဖြစ်တတ်ပါတယ်เนาะဒါကြောင့်ဆိုရင်မှုတွေကိုလျှော့ပါကိုယုံကြည်ပါเนาะအဲ့တော့ transformation နဲ့ 8 of A နဲ့နှစ်ခုကပ်ကိုပေါင်းပြီးတော့ပြောရမယ်ဆိုလို့ရှိရင်အဆုံးသက်တစ်ခုရှိပြီးတော့အသစ်စဖို့အတွက်ကိုယ့်ရဲ့တန်တရားတွေစိုးရိမ်မှုတွေနဲ့နေရှစ်ဆက်ဖို့ကိုဒီ anxiety တွေ fear တွေကရှစ်ဆက်ဖို့ကိုရှစ်မဆက်နိုင်ပဲနောက်တစ်လှမ်းကိုစော့နေတယ်နော်အဲ့တော့ကိုအရန်ကိုတတိထားပါနော်အသစ်စဖို့အတွက်ကို ready ဖြစ်ပြီးတော့အရာကို open လုပ်ဖို့အရေးကြီးပါတယ်နောက်တစ်ခါ past eventsက temptation နော်ဟိုလေမစားကောင်းတဲ့အသီးကိုစားရင်မကောင်းဘူးဆိုတာကိုသိရနဲ့စားခြင်းနဲ့နော် toxic relationship မကောင်းဘူးဆိုတာကိုသိရနဲ့ drop off မလုပ်နိုင်ဘူးဒါကို addictive ဖြစ်နေတယ်ဒါကိုပဲ addictive ဖြစ်နေတယ် unhealthy attachment နော်အဲ့ဒါကိုပြအဲ့တော့အတိတ်မှာဒီ unhealthy relationship toxic relationship အဲ့ဒီဟာကိုကမကောင်းသိရနဲ့အဲ့ဒါကြီးကိုမလွတ်နိုင်ဘူးနော်စိုးမှန်းသိရနဲ့အဲ့ဒီဟာကြီးကိုပဲ attachment ဖြစ်နေတယ်နော်အဲ့ဒါကြောင့်ကိုရှင်းမဆက်နိုင်ကိုလှုပ်ချင်တဲ့ဟာကိုမလုပ်နိုင်ကိုမှာ potential တွေရှိရတဲ့ဒီ unhealthy attachment ကြီးကကိုဆွဲထားပြီးတော့ရှေ့ကိုဆက်မသွားနိုင်ဘူးဖြစ်နေနော် or အဲ့ဒီ attachment ကနေအခုလွတ်လာတာမျိုးလည်းဖြစ်နိုင်တယ်နော်အဲ့ဒီ toxic environment ကနေပြီးတော့လွတ်လာပြီးတော့သင်ခန်းစာယူနေတာမျိုးလည်းဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့ transformation ကိုသူကဒီမှာပြထားတာ哦နော်အဲ့တော့ဒီ toxic relationship addictive တခုခုဖြစ်နေတာ unhealthy attachment တခုခုဖြစ်နေတာအဲ့ဒါကိုအဆုံးကနေဆုံးသက်ပြီးတော့နော် transformation ဆိုတဲ့အခါကျတော့အဲ့တော့မကြသေးခင်အချိန်နဲ့အတိတ်ဓမ္မမလို့ရှင်မကြသေးခင်အတိတ်ကာလတစ်ခုမှာအဲ့လိုယာနေပြီးတော့ထားပြီးတော့အခုဒီလထဲမှာ transformation တွေကိုဝင်လာတဲ့ pace ပေါ့နော်အဲ့ဒါလေးကိုတွေ့ရတယ်နော်နော် okay past foundation ကိုကြည့်အောင်3 of air ဆိုတာဒီ3 of sweat နဲ့တူတူပဲเนาะအဲ့တော့ဒီ group 3 သမားလေးတွေကလေနာကျင်မှုတစ်ခုခုเนาะ emotionally heartbreak เนาะ emotional pain เนาะအဲ့ဒါမျိုးတွေနဲ့ကြုံခဲ့ရတယ်เนาะ
အလုပ်ထဲမှာဆိုလို့ရှိရင်လည်းကိုစူးစမ်းသလောက်အရာမထင်တာမျိုးကိုရဲ့ effort ထည့်သလောက်ကို promotion ကိုမရဘဲနဲ့တခြားသူရသွားတာမျိုးနော်စိတ်ပြတ်မှုတွေနဲ့ကြုံခဲ့ရတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီ past events နဲ့ past foundation ဒီနှစ်ခုအတွက်ကြည့်မယ်ဆိုလို့ရှိရင်ဒီလိုအရာတွေဒီ life မှာကြုံခဲ့ရတာ past events past foundation နှစ်ခုဒီနှစ်ခု life မှာကြုံခဲ့ရတဲ့အရာတွေကိုသင်ခန်းစာယူပြီးတော့နော်ကို awakening ဖြစ်ဖို့ရန်အရေးကြီးပါတယ်နော်အဲ့တော့ goals and destiny ကိုကြည့်အောင် goals and destiny က patient နဲ့နော် patient ဖြစ်ဖို့အရန်အရေးကြီးတယ်နော် work life balance လို့ပါတယ်နော် healing process တွေလာပါလိမ့်မယ်နော် emotional healing တွေရောက်လာပါလိမ့်မယ်နော် relationship တွေပါဆိုလို့ရှိရင် reconcile လုပ်ပြီးတဲ့ခါကျတော့ပြန်ပြီးတော့ကိုယ့်ရဲ့ဒီကွဲနေတဲ့အသေးကိုပြန်ပြီးတော့ပြန် healing ကြောင့်ပြန်ပြီးတော့နလန်ပြန်ထလာမျိုးလေးတွေကိုတွေ့ရတယ်เนาะအဲ့တော့အဓိကကတော့ဒီလမှာ patient ဖြစ်ပါเนาะ patient ဖြစ်ပါ balance ဖြစ်ဖို့အရေးကြီးပါတယ်ကိုစိတ်ချမ်းသာအောင်နေပါစိတ်ချမ်းသာဖို့ကအဓိကပါเนาะပြီးတော့နောက်ကကိုယ့်ရဲ့အားနည်းချက်တွေကိုလည်းကိုပြန်ကြည့်ပါကိုမှာဘာအားနည်းချက်တွေရှိလဲအဲ့ဒီအားနည်းချက်တွေကိုလည်းပြန်ကြည့်ပြီးတော့ပြန်ညှိဖို့အရေးကြီးပါတယ်เนาะကိုယ့်ရဲ့အားနည်းချက်အားသာချက်ကလေးတွေကိုကြည့်ပြီးတော့ပြန်ညှိပါเนาะ future က core အဲ့တော့calling နော် future မှာ calling တစ်ခုလာပါလိမ့်မယ်နော်ခွင့်ရေးတစ်ခုလာပါလိမ့်မယ်နော် second chance လိုမျိုး life calling တစ်ခုလိုမျိုးလာဖို့ရှိတယ်နော်home project တစ်ခုကကိုမလိုတော့ဘူးဆိုပြီးတော့ cut off လုပ်သွားပြီးတော့မှကိုပြန်ခေါ်တာမျိုးနော်အဲ့ဒါမျိုးလေးလည်းတွေ့ရတယ်နော် home project တစ်ခုကကို cut off လုပ်သွားပြီးမှကိုပြန်ခေါ်တာမျိုးနော်နောက်ပြီးတော့ခါကြတော့ past relationship တစ်ခုနဲ့ပြန်ပြီးတော့ reconciliation ပြန်လုပ်တာမျိုးနော် ending ဖြစ်သွားတဲ့ relation အရန်ကိုက temp အရန်ကိုတွေ့ညှိခဲ့ရတဲ့ relationship တစ်ခုကိုပြန်ပြီးတော့ reconcile လုပ်တာမျိုးနော်ဒီမှမဟုတ်လို့ရှိရင်လည်း life calling အသစ်တစ်ခုနော်အဲ့တော့ဘာဆုံးဖြတ်ချက်ပဲခြားကုသီးသမားလေးတွေကိုယုံကြည်ပါနော်ဒီကနေ့ကိုပေါင်းပြီးတော့ပြောရမယ်ဆိုလို့ရှိရင်လေစိတ်ချမ်းသာမှုအတွင်းရဲ့စိတ်ကအေးချမ်းမှုနော်အသက်စတင်တဲ့အခွင့်အရေးဒီဟာတွေကိုပေါင်းစပ်ပြီးတော့နော် life calling မှာကိုလိုချင်တဲ့ကိုသွားချင်တဲ့ပန်းတိုင်ကိုရောက်အောင်သွားနိုင်မယ်ဆိုတာကိုပြနေပါတယ်နော် patient လေးတစ်ခုရှိဖို့တော့လိုအပ်ပါတယ်နော် about you က magician about you က magician ဆိုတော့ you are the magician you are the creator no? you have an ability for everything no group 3 သမားလေးတွေကိုယုံကြည်ပါ you can do everything no power တွေရှိပါတယ် manifest လုပ်ပါကိုလိုချင်တဲ့အရာကို manifest လုပ်ပါရပါလိမ့်မယ်နော်ကိုမှာလေး power တွေရှိတယ်နော်ability တွေရှိတယ်နော်လှုပ်ထဲမှာဆိုလို့ရှိရင်လေကိုလှုပ်ချင်တာကိုဖြစ်ချင်တာကိုလမ်းကြောင်းကိုပြသွားပြောသွားနော်ကိုလှုပ်ချင်တဲ့ကိုဖြစ်တဲ့အတိုင်းကိုဖြစ်လာလိမ့်မယ်နော်
ကိုယ့်ကိုယုံကြည်ပါကိုယ့်ရဲ့ skill ကိုယ့်မှာရှိတဲ့ကိုယ့်ရဲ့တန်ဖိုးကိုယုံကြည်ပါနော် opportunity တွေမလွတ်စေနဲ့နော်လာလိမ့်မယ်နော်အဲ့ဒီ opportunity တွေ life calling လာလိမ့်မယ် opportunity ကိုယ့်ရဲ့ magician hand နဲ့မိအောင်ဖမ်းနိုင်ဖို့အရေးကြီးတယ်နော်ဒီ April လထဲမှာလုံးဝလက်မလွတ်စေနဲ့အဲ့တော့ friends and family က six of water ဒီ six of cups နဲ့တူတူပါပဲနော်ငယ်တုန်းကနော် past connection လေးတွေပြန်လာဖို့ရှိတယ်ကိုအတိတ်ကအရာတွေနော်ငယ်တုန်းကဘဝအရာတွေပြန်လာဖို့ရှိတယ်တကယ်ချင်းတွေဘာတွေနဲ့ကွဲသွားနေတဲ့တကယ်ချင်းတွေဘာတွေဆိုလို့ရှိရင် reunion တွေဘာတွေတွေ့ရတယ်နော်ဒီကိုနဲ့ငငယ်တဲ့ကကွဲနေတဲ့တငယ်ချင်းနဲ့ပြန်ဆုံတာမျိုးတွေ family တွေဆိုလို့ရှိရင်လည်းအဝေးမှာတယောက်တနေရာတယောက်တနိုင်ငံစီရှိနေရတွေပြန်ပြီးတော့ family reunion လေးတွေတွေ့ရတယ်နော်အဲ့လိုမျိုးကိုချစ်ခင်ရတဲ့သူတွေနဲ့ဆုံတွေ့ပြီးတဲ့ခါကျတော့ positive energy positive vibe တွေပြန်ရောက်လာပါလိမ့်မယ်နော်နောက်ပြီးတော့ခါကျတော့ကိုယ့်ရဲ့အတိတ်ကကိုယ့်ရဲ့ငယ်ဘဝကကိုယ့်ရဲ့အတိတ်ကတယောက်တော်သူကပြန်ပြီးတော့ပြန်ပေါ်လာနိုင်ပါတယ်ကိုယ့်ရဲ့ flight ထဲကိုပြန်ရောက်လာနိုင်တာမျိုးလေးတွေကိုလည်းတွေ့ရပါတယ်နော် host fears and IDs က moon နဲ့နော်ဒီမှာဒီကဘာကတ်ကလေးရဲ့thing လေးအဲ့တော့hidden truth နော် confusion intuition ကိုမမြင်ရတဲ့ကိုစိတ်ထဲမှာမမြင်ရသေးတဲ့အရာတွေကိုစိုးရိမ်မှုတွေကိုပြနေတယ်နော်အဲ့တော့ခါကြလို့ရှိရင်ခြေမှာပဲဖြစ်ဖြစ်လုံမှာပဲဖြစ်ဖြစ်နော်မတိတ်ကြတဲ့အရာကိုတွေးပြီးတော့စိတ်ပူနေတာမျိုးနော်အဲ့လိုမျိုးလေးတွေတွေ့နေရတယ်အဲ့တော့ပြောချင်တာကလေကိုယုံကြည်ပါနော်ကိုယုံကြည်ပါမမြင်ရသေးတဲ့အရာကိုမဖြစ်သေးတဲ့အရာကိုတွေးပြီးတော့စိတ်ပူနေလို့ဘာမှထူးမလာဘူးနော်စိတ်ပြက်နေလို့ဘာမှထူးမလာဘူးအဲ့လိုလုံနေခြင်းပူပန်နေခြင်းကဘယ်အရာမှအကောင်းဖြစ်မလာနိုင်ဘူးလေအဲ့တော့နော်ကိုယုံကြည်ဖို့အရေးကြီးပါတယ်နော်မမေ့ပါနဲ့ you are the magician ပါ you can create things ပါနော်လုံနိုင်ပါတယ်ကိုမလုံနိုင်ဘူးဆိုတဲ့အရာမရှိဘူးမဖြစ်သေးတဲ့အရာတွေကိုတွေးပြီးပူပန်မှုကိုလျှော့ဖို့အရန်အရေးကြီးတယ်နော် group 3 သမားလေးတွေ final outcome က the wall နော်နောက်ဆုံး major ကတ်ရဲ့နောက်ဆုံးကတ်နံပါတ်21 the wall completion နော် success new cycle နော် major life transformation rebirth နော်စထွက်လာတဲ့ကိုက transformation နဲ့ထွက်လာပါတယ်နော် April လမှာနော် final outcome က the wall နော်အဲ့တော့ major transformation rebirth တွေရှိပါတယ်နော် personal growth တွေအောင်မြင်မှုတွေရှိပါတယ်နော် new chapter စဖို့တွေ life transition အပြောင်းအလဲတစ်ခုအပြီးမှာနော်အပြောင်းအလဲအသစ်တစ်ခုအပြီးမှာနောက်ထပ်အသစ်တစ်ခုစတာမျိုးနော်အဲ့ဒါမျိုးတွေရှိနေပါတယ်အဲ့တော့ကိုယုံကြည်ပါ confidence အရင်အရေးကြီးတယ်နောက် clarity ရှင်းလင်းပြတ်သားတဲ့ရှင်းလင်းတဲ့မြင်ဖို့အရေးကြီးပါတယ် positive energy အရင်အရေးကြီးပါတယ်နော်အဲ့ဒါတွေနဲ့နေပြီးတော့ဒါအသစ်စတင်ဖို့အသစ်လမ်းတစ်ခုသွားဖို့အတွက်ကိုပြင်ထားပါလို့
ပြောပြရစေနော်ဒီ group 3တွေကလေ major cut တွေအများကြီးထွက်ထားတာနော် life changes အကြီးကြီးလာမယ်နော် Are you ready for the new opportunity Are you ready for the new growth Are you ready for the new changes in your life Are you ready group 3အဲ့တော့ဘာကြီးပဲဖြစ်ခဲ့နော် past recent past မှာနော်မကြခင်စဉ်ကာလမှာကြုံခဲ့တဲ့အရာတွေဘလို့တွေပဲရှိခဲ့နော်လာဆဆချင်းမှာ heavy energy နဲ့ပဲဆဆ April လမှာလဆုံးကန်ကြီးရောက်လာတာနဲ့နော်ဒီ the wall ဆိုတဲ့ energy ကြောင့် new chapter start ကဖြစ်မှာနော်အသစ်စတင်မှုကလာမှာပါအဲ့တော့စိုးရိမ်မှုတွေကိုလျှော့ပါလို့ပြောပြစေစိုးရိမ်မှုတွေကိုပြောရင်းနဲ့ဒီ April လမြန်မာနှစ်သက်ကူလာမှာပျော်ရွှင်စရာနှစ်အစမှာပျော်ရွှင်ပွဲအရာတွေကိုဆောင်ကျင်းပေးလာနိုင်ပါစေလို့ပြောရင်းနဲ့ group 3တွေကိုညီကုန်းချုပ်ပြရစေအဲ့တော့ဒီခုပြောရတဲ့ဟာတွေအကုန်လုံးကကိုနဲ့ energy ကိုက်ညီမှယူပါနော်ဘာလို့လဲဆိုတော့ဒါလေးဒီ general reading ဖြစ်တဲ့အတွက်ကြောင့်ကိုနဲ့ energy ကိုက်ညီမှယူပါ